ဒါကြောင့်ဒီဆွမ်းကိစ္စနဲ့ပတ်သက်ပြောပြန်တော့ရေလဲပါပြီးသားလို့အောင်းမိပါပါဘူးလားပြိဿပါပတိတချို့ကသဘောပေါက်တာမဟုတ်ဘူးသဘောပေါက်လို့ဘုန်းကြီးတော်ကကိုယ်ကားဖြစ်ဘူးတဲ့ဒါပတိဘုန်းကြီးကလည်းအပြောတတ်တယ်အဟောကောင်းတယ်ဒကမတယောက်ကဆွမ်းလာပို့တယ်ဆွမ်းကြိုး၅ပါးသက်ရှိစင်းလာချမ်းသာရဗလဉာဏ်ပညာဟောလိုက်နောက်ဆွမ်းမလှူပြီးတော့အောက်ဆင်းသွားရေမတက်လာဆွမ်းမကအောက်ကချောင်းနာထောင်ရေကျိုးဆယ်ပါးမတောင်းမဲ့ပြည့်ခါသက်ရှိစင်းလာချမ်းသာရဗလဉာဏ်ပညာလင်းမြတ်တရှင်ကြိုးစောခြင်းမဟုတ်ကင်းချွေရနာဒီဆယ်ပါးမတောင်းမဲ့ရခါဆိုတော့ဆွမ်းမကအောက်ကလက်သီးဆုပ်တယ်မကျေနပ်ဘူးဘုန်းကြီးနဲ့တော့တမရက်စာလုံးမိဖို့ကြောင့်နဲ့ရေမချိုးအောင်အစားမလဲအားနဲ့မျက်နာခုလက်ဒီအိုးမဲဒီမတုတ်အားဘူးဒါတော့ဒုက္ခခံတမရက်စာလုံးချက်တဲ့မိမကြတော့၅ပါးရေ၅ပြားစီမဆက်ရဘဲနဲ့ခတ်လှူတဲ့ကောင်မကြ10ပါးဒါတော့မျက်နာလိုက်တဲ့ဘုန်းကြီးတွေ့ကြသေးတာပေါ့ရေဆွမ်းလှူတဲ့ဒကမလည်းတရားနာပြုတ်တဲ့ရေလှူတဲ့ဒကမဆင်းသွားရောသူအကြောင်းပေါ်တက်ရှင်မရဟဲ့ဒကမပါတော့ရှင်များတို့တမလက်စာလုံးချက်ပြုတ်လုတ်ကန်ပြီးဒုက္ခများတဲ့မိမကြတော့၅ပါးဟိုကောင်ကရေခတ်လူတာကြတော့တပြားမှမကုန်မဲနဲ့10ပါးဟောရလားဗျရှင်များမျက်နှာလိုက်တယ်ဘုန်းကြီးခေါင်းတစ်ချက်ကုတ်စင်းစားဟုတ်တာပဲလေးတတ်တယ်လို့ကြည့်ဟောရတော့မှာမို့ဟဲ့နင့်ပါပြီးသားမို့ထဲမဟောတာဘာမှလာတော့ဗျနင့်ပါပြီးသားမို့ထဲမဟောတာဘာမှလာတော့ဗျရေကျိုးလည်းပါပြီးသားပေါ့ဟဲ့ရှင်က၅ပါးနဲ့ဟောတာကိုဗျကဲပါပြီးသားမို့မဟောတာလို့ဆိုမှနေပေါင်းဒကမနဲ့ဆွမ်းချက်တဲ့အချိန်ခါမှာဆံကိုရေမပါပဲအချောက်ချက်သလားဟဲ့ဒါတော့ရေနဲ့ချက်တာပေါ့ပါပြီးသားမို့ငါမဟောတာလို့ပြောသားနဲ့ပြီးတော့ဟင်းချက်တဲ့ခါရောဟင်းချက်တဲ့ခါလည်းပါတာပေါ့ပဲဒကမတော့နည်းနည်းပြော့သွားပါပြီးသားမို့ထဲမဟောတာဟိုမိမကရေလူတွေအကျိုး10ပါးနင်ကလေဆွမ်းအကျိုး5ပါးရေအကျိုး10ပါးဆိုတော့15ပါး5ပါးတောင်ပို့သဗျာဒကမကိုပြုံးစီနဲ့ပြန်သွားပြီးနောက်ရကြတော့အမွဲခေါင်းပေါ်ကဆွန်းအိုးအမွဲခစောင်းကရေအိုးဘုန်းကြီးခေါ်တတ်တော့လေအဆင်းကိုပြေလို့ဒါကြောင့်တရားဟောဘုန်းကြီးများလည်းလွယ်တာမဟုတ်ရှမ်းပြေရောက်တော့ပရိတ်တောင်ပြင်ရွရရန်တုံနိမိတ်တအဝမင်္ဂလင်းစဆိုတော့သူတို့အင်းဝါကြီးထဲတဲ့ဒုရှမ်းပြေမပါဘူးဆိုလို့ဘုန်းကြီးတစ်ပါးကပြင်ရွတ်တယ်ရန်တုံနိမိတ်တရှမ်းပြေမင်္ဂလင်းစဆိုတော့အမလေးရှမ်းမတွေကြည်ညိုတာဆိုပဲပြေးသားရဲ့ပြီးတော့ရှမ်းမတွေကသူတို့လှူတဲ့ပစ္စည်းကိုအကုန်စစ်တဲ့ငါပါတဲ့ရင်လားပြောင်းမှုပြုတ်တို့မချောင်ပြားတို့ပဲလင်းငွေတို့ပေါ့ဗျာစုံးနေအောင်ပါတဲ့ရင်လားပါတဲ့ရင်တော့တရားနာပြိတ္တာဘုန်းကြီးကလည်းပဲပါဠိကရှာမရပါဠိရှာမရတော့ဖြစ်တယ်လို့တော့ကျမ်းဖန်ချရမှာမပါလို့လည်းမဖြစ်ဘူးဘုန်းကြီးရေစက်ချတဲ့ထဲ့ချလိုက်ရှုပ်ထွေးစအမွှေးဆုပ်ပြောင်းမှုပြုတ်ကို၎င်းဘုန်းကြီးကပါတယ်ပြိတ္တာပါဠိစာရှာမရတော့ပြုတ်ပတ်ရေးကြည့်တာကိုပြိတ္တာမနဟောဖိုးသူတော်ဝိဇ္ဇုလို့တယ်လို့ပေါ့ဂဟပဒံလမ္မတိတိဖောသူတို့ဂဟပဒံကြောက်ကိုလမ္မတိလို့တဲ့ဣဇနမထိုးကြောင့်ဖောသူတို့ကြတော့ဖိုးသူတော်ဆိုချလိုက်တဲ့တခါပဲချပြီးဟိုကရှုပ်ထွေးစအမွှေးဆုပ်ကြောင်းမှုရုပ်ကို၎င်းရှေတေတေစပဲလဲငွေကြီးကို၎င်းပါဠိကရှာမရပြတာတာစကခြုံပြားကြီးကို၎င်းလုံတုံတုံစအုံကြီးကို၎င်းလုံးပြုတ်ရှည်စငပြောပေးကြီးကို၎င်းဘုန်းကြီးချမ်းပန်ကြောက်ချတာလုံးပြီးပြုတ်ပြီးသူကနည်းနည်းတော့ရှည်တယ်ကိုငါပြောသေးကြလုံးပြုတ်ရှည်အဲ့ဒီလိုကြမ်းဖန်ရှာတော့အမလေးဗမာဘုန်းကြီးစာတတ်တဲ့ဟဲ့ဆိုရှမ်းမတွေကြီးညိုလိုက်ကြတာဆိုပဲပြိဿဒါကြောင့်တရားနာပြိဿကြီးဘုန်းကြီးဆိုတာအခွင့်ပင့်လို့တရားဓမ္မရဲ့တရားတရားကိုရေနွေးမလောင်းမဲနဲ့ရေအေးလောင်းပေးရပါတယ်ဗျာဒါကြောင့်တရားနာပြိဿအနေနဲ့ကျုပ်ကတော့ဓမ္မဂတိကတွေမြန်မာနိုင်ငံမြောက်များစွာရှိတော်လဲဘယ်ဓမ္မဂတိကမှမပုတ်ခတ်ဖဲနဲ့နာကြပါကျုပ်တရားကတော့တရားလူပြည့်လူဖြစ်နေပါတယ်နော်ဒါကြောင့်ကျုပ်ကတော့ဒီလိုပဲဟောပြီးတော့ပရိသတ်ကိုပျော်အောင်ဟာတရားနာရတာပျော်တာဟာတရားနာရတာပျော်တာဟာဒီစိတ်ကလေးတွေဝင်စားပြီးတော့တပါးသောတရားပွဲရင့်တန်တရားတွေကိုလည်းနာကြားနိုင်အောင်ကျုပ်ပို့ပေးနေပါတယ်လို့ဒါလေးထဲပြောရပါတယ်
နော်ကျုပ်မတော့ဖြင့်နိုင်ငံကြော်ကြတဲ့ဘုန်းကြီးဆိုတော့ဟိုသတင်းနေဒီသတင်းနေအမျိုးမျိုးဗျ45နှစ်ကိုကြီးမှန်းပြီး45ပါဒုံတစ်ပါးရဟန်းကမွဲကြီးမှာရန်ကုန်ကအများကြီးပေါက်ပါတယ်မဲရောက်လာကြပါတယ်ရန်ကုန်ကကျုပ်ရဟန်းကမွဲကြီးကြာနီကံကိုရောက်လာတဲ့လူတိုင်းကြာနီကံဆရာတော်လူထွက်မိမယူတဲ့သတင်းလူတိုင်းပါပါတယ်ဟိုကျုပ်ခံစားနေရပုံပြောပါတယ်ဒီထီရလည်းအကျိုးပေးတယ်မထိုးဘဲနဲ့တရှုပ်ရှုပ်ပေါက်လူထွက်တာလည်းအကျဉ်းတရားလောက်ရှိပါပြီနော်ဒီတော့တရားနာပိဋကကျုပ်အနေနဲ့ပိဋကများတယ်မဟုတ်လားစီကားတယ်မဟုတ်လားပိဋကများလွန်းတယ်စီကားတယ်ငွေတွေကရတယ်ဘယ်မှာပြင်ဘလောက်လူကကျုပ်ပြင်ဘလောက်ယူသွားနဲ့အဲ့ဒါလို့တရားနာပိဋကလှူကြတန်းကြတရားတရားရှိတာတွေများပြီးတော့လာတော့အမျိုးမျိုးအပြင်ကျုပ်မှာအကုတ်ဖဲအစိတ်ဆအထိုးကျိတ်ဆိုသလိုဒါတွေကကျုပ်စိတ်ထဲလဲသိပြီးသားဖြစ်နေတော့ခံရမှာပဲဓမ္မရာကြီးပဲလို့ကျုပ်သိပြီးသားဖြစ်နေလို့ဘယ်လိုသတင်းတွေဖြစ်ပေါ်တော့လဲပဲဘုန်းကြီးစိတ်ထဲမှာထိုပြောတဲ့ပုဂ္ဂိုလ်များအပြစ်မတင်မဲနဲ့မင်းသတိထားမင်းအတွက်ပြောတာမင်းသတိထားဆိုတော့ကျုပ်မှာပို့ပြီးတော့သတိတတ်မစေဉာဏ်ရှင်မိပါတယ်ပြိဿဒါကြောင့်အပြစ်မတင်မိတဲ့ပြင်သူများအပြစ်တင်တာကိုငါခံမယ်သူများကိုပြန်အပြစ်မပြောသူများအပြစ်တင်တာကိုငါပြန်ပြီးတော့မချေပငါလှုပ်ချင်တဲ့အလုပ်အပြစ်ကင်းကင်းနဲ့တောင်းပန်မှဟောမယ်ဆိုပြီးဟောနေရတဲ့ကြံဒီကံဒါကြောင့်တမျိုးလုံးလဲသိကြပြီးသားဖြစ်နေပါတယ်အခုကြံဒီကံတိတ်ခွေတွေကတမျိုးလုံးနှမ်းပြီးတော့ရောက်နေပါသဖြင့်ရောက်တဲ့နေရာတိုင်းဟိုညောင်လေးပဲဆိုတာဆွန်းဝင်စားပါတယ်ပြိဿကားမှာကြံဒီကံဆိုတဲ့စာကလေးရေးထားပြီးတော့ဘယ်ဆွန်းစားနိုင်တော့မမြင်ဘူးလို့တဲ့ဇွတ်တိုးကြအတန်သာကြားဘူးတယ်မမြင်ဘူးလို့နဲ့ဘယ်နဲ့ဆွန်းကိုစားမရဘူးကျုပ်ကလည်းလူရှုပ်ဆိုရင်စားဖြစ်တာမဟုတ်ဘူးတရားဟောနေတော့တရားနာပြိဿကမျက်လုံးကျွတ်ကြအောင်ကြည့်ကိုအောင်ကြည့်ကိုအလုံးနဲ့ကိုဆက်ပါဦးဇဝဲပေါ်ကြည့်ဟောတာတမင်တတ်မမြင်ဘူးလို့မျက်လုံးပြူကြီးနဲ့ရှေ့တဲ့တွေကလာကြည့်တယ်ကျုပ်မခံနိုင်ဘူးဟုတ်တယ်လေကိုယ်ပါးစပ်ကရွဲ့သွားတယ်လို့နှာခေါင်းကတွန့်သွားတယ်လို့ကြားတော့လူကိုကိုယ်ကံဖြစ်လို့ဒါကြောင့်တရားနာပိဋကမြန်မာနိုင်ငံတနိုင်ငံလုံးကြံဒီကအန္တရာယ်ကင်းနေတာလည်းပဲကျုပ်အစ္ဆဒကိုရင်းမှရှိတဲ့မေတ္တာတရားပါဗျာရန်ကုန်အင်းစိန်ဟောတော့မယ်ဆိုရင်ကားပေါ်မှာကျုပ်မေတ္တာတုတ်ရွတ်လာတယ်ပြန်တော့ဟောဒီကမေတ္တာတုတ်ရွတ်ထွက်မယ်ငါတရားဝဲနားကြတယ်တရားနာပိဋကရဟန်းသံဃာတော်ရှင်များများနဲ့လူပိဋကကစလို့တတ္တဝအနန္တကျမ်းမှာချမ်းသာကြပါစေကျုပ်မေတ္တာပို့ပြီးသားပြန်ထွက်တော့လေကျုပ်မေတ္တာပို့တယ်ဒီပိဋကနဲ့တကွဒီပိဋကအစထားလို့30ပုံကျင်းလီကုံတော်တတ္တဝအနန္တကျမ်းမှာချမ်းသာကြပါစေအန္တရာယ်ကင်းကြပါစေအနှောက်အယှက်ကင်းကြပါစေရောက်တဲ့မြို့တိုင်းရောက်တဲ့ရွာတိုင်းဒီလိုမေတ္တာပို့ပြီးတော့မေတ္တာတရားနဲ့သွားခမည်းတော်ကိုအနန္တ5ပါးရှစ်ခိုးမခိုင်းခင်မှာကျုပ်ကိုယ်တိုင်ရှစ်ခိုးပါအနန္တ5ပါးရှစ်ခိုးပါဤဗျာဘုရားတော်ပြောင်းသွားတဲ့ဖခင်ကြီးရှစ်ခိုးပါတယ်ကျောင်းမှာကျန်ရခဲ့တဲ့85နှစ်ရှိတဲ့အမေအိုကြီးရှစ်ခိုးပါတယ်နောက်ပြီးတော့မိမိတဲ့ကြီးတဲ့ပုဂ္ဂိုလ်များဂုဏ်သိက္ခာကြီးတဲ့ပုဂ္ဂိုလ်များဘုန်းကြီးရှစ်ခိုးပါတယ်ဆိုပြီးတော့ဒီအနန္တ5ပါးနဲ့ဒီမေတ္တာဒီစေတနာတွေကြောင့်ကျုပ်ပေါ်မေတ္တာပြန်ရလို့လည်းပဲတရားဝဲတိုင်းပြိဿများသလောက်အလှခံသလောက်လှူကြပါတယ်ရပါတယ်ပြိဿဒါကြောင့်မေတ္တာနဲ့သွားနေရတဲ့ဘုန်းကြီးမြည်သည့်ဓမ္မဂတိကမြည်သည့်တန်ခါမြည်သည့်သာသနာမြည်သည့်ပုဂ္ဂိုလ်ရဲ့အပေါ်မှာကျုပ်အနေနဲ့ကတော့ဖြင့်အပြစ်ပြောရုံမကပြောတဲ့ပုဂ္ဂိုလ်များကိုယ်ပင်လျင်မချေပပါဘူးလို့တရားနာပိဋကကိုဂရိပေးရင်းနဲ့ကဲရှေ့ဆက်လက်ပြောကြအောင်ဆိုဘယ်တောင်ရောက်သွားပါလိမ့်